ရှမ်းထမင်းနဲ့အတူတူချက်ကြရအောင်ဒါကျွန်တော်ရဲ့ပထမဦးဆုံးနောက်ခံစကားပြောဗီဒီယိုပါအရင်ဦးဆုံးငါးကိုစားနဲ့စနွင်းနဲ့ထည့်ပြီးတော့အရင်ပြုတ်ပါမယ်ဆန်ကိုလည်းရေနဲ့ထက်ဆေးပြီးတော့မှကြည်သွားလို့ရှိရင်စချက်ပါမယ်နိုင်ဝက်လောက်ကြာတဲ့အခါပြုတ်ထားတဲ့ငါးကိုဆယ်ပြီးလို့ရှိရင်အယိုးနှွင်ပါမယ်ပြီးရင်အိုးပေါ်မှာနည်းနည်းလေးကျွတ်သွားအောင်လို့ပြန်ကြောပါမယ်ခရမ်းကျင်ဒီကိုပြုတ်အခွန်နွားခြေပြီးသွားလို့ရှိရင်ရေခမ်းအောင်လို့ချက်ပါမယ်ရေပဲလှော်ပြီးလို့ရှိရင်တော့ငါးထမင်းနဲ့စပြင်လို့ရပါပြီစီချက်ထက်ငါးထက်ခရမ်းကျင်ဒီများများထက်ပဲပုံမုတ်တဲ့စားတစွန်းပြီးရင်ကိုကြိုက်တဲ့အနေတော်ဒီရအောင်လို့ရှမ်းထမင်းနယ်ကိုစနေပါမယ်ခုလိုလက်တဆုပ်လေးလုံးပြီးလို့ဖိလိုက်လို့ရှိရင်တော့အရသာရှိတဲ့ရှမ်းထမင်းနယ်လေးရပါပြီခင်ဗျာတော့ပင်နေနဲ့အပေါ်ကငါးလေးတွေထပ်ထည့်ပဲပုံမုံမြေပဲကြော်သားမယ်ဆိုရင်ငရုတ်သီးတောင်းလေးတွေထပ်ထည့်ခုဆိုဂျူးမြင်းနဲ့ငရုတ်သီးကြော်လေးတွေမပါတာလွယ်လို့ရှိရင်တော့ရှမ်းထမင်းနဲ့ရပါပြီ